ကန်နာရီလိုရှုံးဝဲမရှိမှတ်တမ်းနဲ့ရွှေဗလာကြီးကိုရယူနိုင်အောင်မှမဟုတ်တဲ့ဂျိုးဂျာဖုတ်ဘောသီယိုရီမှာကြိုးဆိုပါတယ်ဘောလုံးပွဲတွေစိတ်ဝင်စားလို့ကစားကြည့်ရင် Fiber နံပါတ်39 449 852 626မှာဆက်သွယ်စားနိုင်ပါပြီအီဂယ်ရီတို့တော့ဂျိုးဂျာတွေကငယ်နိုင်တွေလိုဖြစ်နေပြီလားဆိုတာစဉ်းစားခြင်းစရာတော့ဖြစ်နေကြရပြီးဒီအစီအမံစုံတွေထားတဲ့ပွဲစဉ်နှစ်ပွဲစလုံးမှာရလကောင်းတွေပိုင်ဆိုင်ထားခဲ့ကြတာပါနှစ်ကြိမ်စုံတွေ့ထားချိန်မှာနှစ်ကြိမ်စလုံးကိုပြန်လည်သွင်းကိုတွေနဲ့အကျိတ်နဲ့ရှိခဲ့ကြပြီးထုံးစံတိုင်းဆုံးသက်မှာအီဂယ်ရီကပဲနိုင်ရလက်ကိုပေါ်ဆောင်သွားခဲ့ကြတာဖြစ်ပါတယ်နီးပြကလပ်တိုင်းဦးဆောင်မှုနဲ့စူစီးကျစ်လစ်မှုအပြည့်နဲ့ပုံစံကောင်းပြသနေခဲ့တဲ့အီဂယ်ရီဟာပွဲစကလေးကဂျိုးဂျာရီကိုယုံကြည်မှုရှိရှိနဲ့ရင်ဆိုင်စားခဲ့ပြီးတော့ပထမပိုင်း9မိနစ်မှာပဲအစ်မိုင်လာဆာရဲ့ဂိုးနဲ့ဦးဆောင်ထားခဲ့ကြပါတယ်ဒီအသည့်ပရီးမီးယားလိမှာအီဂယ်ရီသွင်းခဲ့တဲ့ဂိုးတွေကပနတီလုံးဝပါပဲ Open Play ဒါမှမဟုတ် Service ကနေသွင်းခဲ့တာဖြစ်ပါတယ်ဇော်စီဖွင့်ကိုရသွားခဲ့မယ်အီဂယ်ရီကပွဲကိုတန်းဖို့မချဘဲနဲ့တိုင်းစီပီတိုင်းစစ်ဆက်ကစားခဲ့ပြီးတော့မူနော့စ်မာတီတာတို့ရဲ့အပိုင်းခွေးတွေကိုအလီဆင်မယုံနိုင်လောက်အောင်ကာကွယ်သွားနိုင်ခဲ့လို့သာဂျိုးဂျာတို့တတ်တာရနေခဲ့တာပါပွဲဆိုင်89မိနစ်မှာတော့လူစားဝင်စားမချေဆိုင်ခြေပါဂိုးနဲ့တူဂျိုးဂျာတို့အသက်ရှူချောင်သွားခဲ့ပေမဲ့68မိနစ်မှာဂန်နာကစားမောင်းအန်ကဒီယာရဲ့အနိုင်ဂိုးကဂျိုးဂျာတို့ဒီအစီအမံပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်သွားစေခဲ့တာဖြစ်ပါတယ်ဂျိုးဂျာတွေကိုနိုင်ခဲ့တဲ့အီဂယ်ရီယာကလပ်ဆိုင်ချင်းဖြစ်တဲ့အမှတ်ပေးပွဲ18ပွဲစရိုက်ရှုံးဝဲမရှိစံချိန်ကိုပြန်လည်ပိုင်ဆိုင်ခဲ့လို့ပရီးမီးယားလိရာသီအဖွင့်6ပွဲပြီးပထမဆုံးချိန်ဖြစ်ရှုံးဝဲရှိမှတ်တမ်းကိုပိုင်ဆိုင်သွားခဲ့ကြပါတယ်ခုဆိုရင်အီဂယ်ရီယာဒီရာသီပရီးမီးယားလိမှာရှုံးဝဲမရှိသေးတဲ့တသေးနဲ့သောကလပ်တင်းဖြစ်နေရက်တီနေလို့အဆင့်တစ်ကဂျိုးတိုင်းနဲ့3မှတ်กว่าမှရှိနေပြီးတော့အဆင့်နဲ့နေရာမှာအန်အသိန်းစာကောင်းအောင်ရက်တီနေခဲ့ကြပြီလည်းဖြစ်ပါတယ်